ကိုရိုင်းတရေ6ခံလိုက်ရကြောင်းဖွင့်ရခဲ့ပူသောပါကျုပ်ဆရာတော်ဒါကတော့ပါကျုပ်ဆရာတော်ကြီးကိုရိုင်းကနာနာဘဝနဲ့ကြုံပူကြောင်းဖွင့်ရခဲ့တဲ့ဖြစ်ရလေးပဲဖြစ်ပါတယ်။တရေဆိုတာတကယ်ရှိလားလို့လူတိုင်းကမိကွန်းထုတ်နေကြတဲ့အတွက်နာနာဘဝဆိုတာတကယ်ရှိကြောင်းကိုရိုင်းကြုံပူကြောင်းဆရာတော်ကြီးကဖြေကြားခဲ့ပြီးတရက်မှာတရားပွဲတစ်ခုကပြင်ရန်ကုန်ပဲခူးလမ်းမကိုဆရာတော်ကြီးဟာဒရိုက်ဘာနဲ့တူကားစီးနဲ့ပြန်လာခဲ့ပါတယ်။အချိန်ကည9နာရီခွဲ10နာရီလောက်မလို့အတော်လေးမှောင်နေပြီးလေကူးလုံကပဲခူးစင်မိုင်ကုန်းနာရောက်တဲ့ချိန်မှာဆရာတော်ကြီးရဲ့ကားနောက်ကိုကလေးမလေးတယောက်ပြေးလိုက်လာတော့ကိုတွေ့လိုက်ရပါတယ်။ကလေးမလေးကခေါင်းဝန်းတိုလေးဝတ်ထားပြီးမျက်နှာကိုတော့သိချမမြင်ရဘူးလို့ဆိုပါတယ်။အဲ့ဒီခေါင်းဝန်းတိုလေးနဲ့ကလေးမလေးကဆရာတော်ကြီးရဲ့ကားနောက်ကိုပြေးလိုက်လာတာမလို့ဟဲ့ဘသူတော့ဒီချိန်ကြီးရွာတွေကများပြေးထွက်လာတာလို့တွေးလိုက်ပေမဲ့သိချကြည့်တော့မရှိတော့ပြန်ပါဘူး။ဒီတော့မှရွာမရှိကြောင်းလူတွေလည်းမရှိကြောင်းတင်ချိုင်းတစ်ခုသာရှိကြောင်းသတိရသွားပြီးတစေ6တာမဲတွေးမိသွားပါတော့တယ်။ဒါပေမဲ့ဆရာတော်ကြီးကမေတ္တာကမ္မထံစီးပြတ်နေသူမလို့ထိတ်လန့်ခြင်းမရှိတော့ဘဲနဲ့အေးဆေးသက်သာစွာပြန်ရောက်ခဲ့ပါတယ်။ဒါဆရာတော်ကြီးကိုယ်တိုင်ထုတ်ပြောခဲ့မှုတွေဖြစ်ရလေးတခုမလို့နိုင်ငံကုံဆောင်ဆရာတော်ကြီးကိုယ်တိုင်တရေရှိတယ်ပြောထားမှာတော့ပရိသတ်ကြီးတို့လေးစိတ်ရှိရှိနဲ့နနာဘဝတွေတကယ်ရှိကြောင်းလက်ခံလိုက်ပါလို့အမှားပါလိုက်ပြစေရှင်။